သုံးနှစ်ခွဲလိုက်မှာဒီဖုန်းကြည့်လို့ဒီလိုဆွဲမယ်ပေါ့ဆရာမရဲ့အဲ့လိုဆွဲရဲဆိုပြီးဆရာရှိသွားတော့အဲ့လိုပဲအဲ့ကနေကိုရှောက်လေးနေတာအပေါ်ကနေဆွဲတာရဖုန်းကြည့်လို့ဆွဲတယ်ပဲထင်အဲ့ကနေပြောက်လိုက်တာအခု10နှစ်မှပြန်ဖြစ်တာပြောက်သွားတယ်ပြောက်တယ်ဆိုတာအဲ့လိုကြောဆွဲတာခလေးကိုဖုန်းနဲ့ပေးမပြနဲ့နော်ပိုလီယိုလိုဆရာရဲ့ဆွဲလိုက်ပိုလီယိုလိုဆွဲပြီးဟယ်လိုအားလုံးပဲမင်္ဂလာဗျကျွန်တော်တို့ကိုရှိုင်းပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်မိတ်ဆွေဘော်နဲ့တူကြည့်သွားဗီဒီယိုဖိုင်တွေရောဒီကလေးလေးရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုဒါကလေးရှိတဲ့မိဘတိုင်းကြည့်တဲ့လူတို့ကျွန်တော်ထင်တယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလေးတွေကိုဖုန်းတွေပေးကြည့်တာများပြီးတော့ဒီကလေးလေးကဆိုရင်ကျွန်တော်တို့အာရုံကြောချော့တက်သွားပြီးတော့အခုလို့ဆိုရင်ဒီလိုပုံစံလေးဖြစ်နေတာဖြစ်ပါတယ်ဒါဆိုကျွန်တော်နဲ့တူဒီဗီဒီယိုဖိုင်လေးကိုလိုက်ပါကြည့်ရှုပေးပါအောင်နော်သူ့အရင်တော့ခုနေကြအခုခဏလေးသမီးခဏလေးဆက်မမေးဦးမယ်တားအောင်မေးမယ်နော်တားအသက်ဘယ်လောက်ရှိပြီလဲတာ30နှစ်တနာပါလေ10နှစ်ရှိပါရင်တားအခုဒါဖြစ်နေတာဘယ်လောက်ကြာပြီလဲတာဖြစ်နေတာ9နှစ်3လလား3လပဲရှိသေးရဲ့တားဘလို့တွေကြောက်ဖြစ်သွားခလေးအေးပတ်တာမျိုးရှိလားမရှိဘူးဆရာမဟိုပါလေဘယ်ကနေစဖြစ်တယ်လို့ထင်နော်ဆေးရုံတက်လိုက်တာရေချိုးလိုက်တာလေဆော့လာအကြောင်းမပြန်လာပြီးဆော့လာတော့ဆရာမရအဲ့မှာလေတဆုပ်ပုံစံမျိုးမောပြီးတော့အဲ့ဒါနဲ့ဟိုကရန်နေဆေးရုံရောက်တော့ရန်နေနဲ့ရောက်ရန်နေနဲ့ရောက်အိုက်တွေပါလေးပေးတာပေါ့အောက်ဆီဂျင်တွေပါပေးတာပေးလိုက်တာပြီးတော့အဲ့မှာဆွဲတာရှင်ဘက်ကိုဆွဲတာအပေါ်ပိုင်းဆွဲတာဘယ်လိုဆွဲတာဆိုတော့အခုကလည်းမှတ်တမ်းပြုစုတယ်ပြုစုပြီးတော့ပြန်ဆင်းလာရတယ်3ရက်တက်ပြီးတော့အိမ်ထဲရောက်နေရောက်ဒီနားကတမျိုးခုငငယ်တော့မင်းတော့ဆရာကောင်းပို့ဘူးလေ3နှစ်ခွဲလိုက်မှာဒီဖုန်းကြည့်လို့ဒီလိုဆွဲမယ်ပေါ့ဆရာမရဲ့အဲ့လိုဆွဲရဲဆိုပြီးဆရာရှိသွားတော့အဲ့လိုတနာဘူးကောနော်ကိုရှောက်လေးနေတာအပေါ်ကနေဆွဲတာနေပြီးတော့ခုချက်တော့ဆွဲတယ်အဲ့လိုတွေဖြစ်နေတယ်ပြေဆုံးဒီယောဂရှိပြီးတော့ဆရာမရဲ့အပေယောဂဆရာရှိပြီးတော့ခုလိုက်တော့တက်တာသွားပြီးတော့ဒီတိုင်းပြန်ဖြစ်ပယောဂစမနဲ့လုပ်တယ်ပယောဂရေလို့ဆရာမကသိပြီးတော့အဲ့ဒါတော့ဟိုကမဖြစ်ဘူးပေါ့နော်ထားပါသမီးဒါပေမဲ့သူ့ရဲ့ဟိုမုံစံမျိုးကတော့အာရုံကြောပေါ့ဟုတ်ကဲ့အဓိကတော့ခလေးကအာရုံကြောကြောင့်ဖြစ်တာများတယ်လေနော်အဲ့တော့သိပြီးတော့လည်းအယူမဆွဲပါနဲ့နော်အဲ့တော့တားက तू ကလက္ခဏာတွေကဘယ်လိုပုံစံမျိုးတွေပြတယ်အဲ့လိုပဲអော်နေတာပဲလားအခုကဆရာမအဲ့ချက်တော့ပြပြီးအဲ့လိုလေတန်းဟာပါသူများပြောရင်ရှေ့ကပြောတဲ့အတိုင်းလက်ပြောတာအဲ့လေနဲ့အဲ့ဒါနဲ့ဆွဲတာဖြစ်နေတနာပါနော်ကလေးလေးအရင်ဆွဲပြီးလို့ဒီရှင်ဘက်တွေအောက်တာအခုကဒါတက်တာလေးကရှင်ဘက်မထိပဲနဲ့မောတယ်ဆိုအဲ့တာမောလားတားလေးမောလားမောနေလားအသက်ရှူလို့ဝလားအသက်ရှူလို့တော့ဝတယ်ဘယ်ကရင်ဘတ်တွေပါလေရောအောင်လားမအောင်တားတယ်မမောတယ်ပေါ့ဟုတ်လားကြောတွေပါလေရောအောင်လားဟမ်ကြောလည်းမအောင်တားကြောခင်းပြလိုက်ပါလားဆရာမမှတ်တယ်ရတယ်ကြောကဘယ်လိုဖြစ်နေလဲအဲ့လိုခင်းလိုက်ပြီဆိုသူကဆွဲတာအေးလောက်ပြပါအောင်ဆရာမအဲ့ကြောင့်အဲ့ကချေကိုဆိုတာအဲ့ပြောဝိုင်းအကောင်နော်အိပ်ပျော်ဝိုင်းအကောင်နော်အဲ့ဒါပြီးမိုးလဲဆိုပြီးပြန်ထားတာပြန်တာပလက်လာပြန်လာအောင်ဒါမောလို့လားမောလားသိချမ်းလားတက်နေအဲ့လိုစမ်းလို့မရအောင်ချင်တော့ဆိုင်အဲ့လိုဖြစ်သွားလားစမ်းရင်ဆရာမပို့ဖြစ်တယ်အဲ့လိုဟုတ်လားအဲ့ပြောဝိုင်းအကောင်အဲ့ပြောတိုင်းလုံးဝမလှုပ်တော့ဘူးမလှုပ်တော့အကောင်လူကောင်းပဲဒီလူကောင်းဘက်ကလေးဟိုတရားခံပြောမယ်ဆိုတော့ဖုန်းချိလိုက်တာ3နှစ်ခွဲလောက်မှာဆရာမရဖုန်းချိလို့ဆွဲတယ်ပဲထင်အဲ့ကနေပြောက်လိုက်တာအခု10နှစ်မှပြန်ဖြစ်တာပြောက်သွားတယ်ပြောက်တယ်ဆိုတာအဲ့လိုကြောဆွဲတာခလေးကိုဖုန်းနဲ့ပေးမပြနဲ့နော်ပိုလီယိုလိုဆရာရဲ့ဆွဲလိုက်ပိုလီယိုလိုဆွဲပြီးတော့သမီးရှောက်ခုလိုက်တာအုံနောက်အောင်ကြောလို့ကူတော့လေကိုကမေးတော့လေအကောင်ဘေးဆုံး CD ရိုက်ပါသူအဲ့တော့3နှစ်ခွဲပဲရှိသေးတယ် CD ရိုက်မယ်ဆိုပြီးတော့ brand hunter ကိုခေါ်ရင်းနဲ့ brand hunter မှာ CD မရိုက်ဖြစ်ပဲနဲ့ဒီနာဆရာမင်းနာဆရာတောင်းမှာသူကဒီအကျော်ပြင်လိုက်တော့ဆရာနဲ့နှိပ်လိုက်တော့9ချိန်မှနှိပ်ရတယ်9ချိန်နဲ့ပြီးပြောက်သွားတော့ပြောက်ပြီးတော့အဲ့ကနေနေစောင်းလေးလိုဖြစ်တယ်ပဲပါတယ်စောင်းလေးမှာတစ်ခါထပ်နေတယ်စောင်းလေးလေးကိုဖြစ်လာတဲ့နှလုံးလေးတွေပလက်လက်ဖြစ်လာပြီဆိုတော့ဆရာနဲ့ပဲတော့ပြင်လိုက်တယ်ပြင်တော့ကောင်းသွားပြင်အောင်ဒါပေမဲ့အခုကျတော့လုံးဝအဲ့နှလုံးနဲ့မဖြစ်ပဲနဲ့အဲ့တော့ရှောက်အကျိုးတွေဆွဲပြီးတော့အဲ့လိုလေးကောက်ဖြစ်တာနဲ့အခုလိုအိတ်တော့မောလားမောလားခလေးကဒါမှအဲ့လိုကြီးလှုပ်ရှားနေတော့ခလေးမောတာဗောပေမန်းတာဗောဟုတ်တယ်ဆရာတနာဘူးကောနော်ကဲဆရာမစူးစမ်းပြီးတော့ကုကြည့်ပေးမယ်နော်ဒါနော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုပိုင်းလေးရောက်ဒီလောက်ပါခင်ဗျာကျွန်တော်ဒီနေရာမှာပြောချင်တာကဒါဖုံးပေးကြည့်တဲ့မိဘတွေပေါ့နော်ကလေးတွေကြီးသွားတော့မှ10နှစ်ကျော်တော့မှပေးကြည့်တာပြဿနာမရှိဘူးဒီလိုမျိုးတစ်နှစ်နှစ်နှစ်ရွယ်လေးတွေဒါဟိုဖုံးကြည့်တတ်တဲ့ဆိုတဲ့ရွယ်လေးတွေမှာကျွန်တော်ကလေးနေပြီးရောဆိုပြီးတော့ပေးထားတဲ့မိဘတွေအနေနဲ့ဒါနမူနာပဲနော်ဒီကလေးလေးကိုကြည့်တော့ပေါင်းဒါအရန်ကိုတနာဖို့ကောင်းနော်သူလုံးဝဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ကြည့်နေတဲ့သူတွေတော့မခံစားနိုင်ဘူးရသေးရမလားအကျော်ဒါမျိုးဆွဲသွားနော်ဒါအောင်ကျော်ဒီဆီယာမပြောတာတော့ဒါအောင်ကျော်ချိုးတဲ့လူတို့ပြောတယ်နော်
အဓိကဒီလိုဖြစ်ရတဲ့ပြဿနာတော့ဒါဖုံးပေးကြည့်လို့တော့ဒါသိရတယ်ဗျာနော်ဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကလေးတကယ်ရှိတယ်ဆိုရင်ကျွန်တော်တို့ငယ်ငယ်ရွယ်မှာဖုံးမပေးကြည့်ဖို့အလိုမလိုက်ဖို့ပေါ့နော်ကလေးနေပြီးရောဆိုပြီးပြစ်မထားဖို့လို့ကျွန်တော်ပြောချင်တယ်ဗျဒီလိုဖုံးနေပေါ်လာတဲ့အချိန်မျိုးမှာကျွန်တော်တို့ကောင်းတာရှိတယ်လို့စိုးကျိုးတွေလည်းရှိရဗျကောင်းကျိုးလေးတွေကဘာလဲဆိုတော့ကျွန်တော်တို့တွေဒီအမြင်တွေကျဲလာတယ်ကျွန်တော်တို့မသိတဲ့အရာတွေကိုသိလာတယ်ကျွန်တော်တို့ပညာတွေလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ YouTube ကရိုက်ရှာလိုက်တာနဲ့ဘယ်ပညာမဆိုကျွန်တော်တို့အကုန်လုံးလေ့လာလို့ရတယ်အများကြီးပေါ့နော်ကောင်းကျိုးတွေလည်းအများကြီးရှိတယ်ဒီခြားတိုင်းမှာစိုးကျိုးလေးတွေလည်းပါလာတယ်ပေါ့နော်ကလေးတွေဆိုရင်ကျွန်တော်ငယ်ငယ်ရွယ်လေးနဲ့ကျွန်တော်တို့အားကစားလုပ်ရတဲ့ရွယ်တွေမှာအားကစားတွေမလုပ်ကြတော့ဘူးဘောကန်ရမယ့်ရွယ်မှာဘောတွေမကန်ကြတော့ဘူးကျွန်တော်တို့ဆော့ရမယ့်ရွယ်မှာမဆော့ကြတော့ဘဲနဲ့ဒီဖုံးမှာပဲကျွန်တော်ဂိမ်းတွေဆော့နေကြတယ်ဂိမ်းတွေဆော့တယ်တချို့တွေဝင်နေရောညပါဆော့ပြီးတော့ထမင်းမေဟင်းမေပါဖြစ်တဲ့ကလေးတွေလည်းရှိတယ်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါမကောင်းတဲ့စိုးကျိုးလေးပေါ့နော်နောက်ပြီးတော့မိသားစုနဲ့ရှင်ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့မိသားစုထဲမှာမိသားစု3ယောက်ရှိတယ်ပဲထားပါဦးကျွန်တော်တို့ကဖေးရလည်းဖုံးကြည့်နေတယ်မေးရလည်းဖုံးကြည့်နေတယ်ခလေးရလည်းဖုံးကြည့်နေတယ်ဆိုရင်ဒီမိသားစုရဲ့နှွေးထွေးမှုဆိုတာမရှိတော့ဘူးဗျကျွန်တော်ဟိုးရင်ကဆိုဒီဖုံးလေးမပေါ်ခင်ကဆိုကျွန်တော်တို့ TV လေးထိုင်ကြည့်တယ်ဆိုမိသားစုတွေတက်တက်ဝင်လေးကြည့်နေကြတယ်ပြပြရွှင်ရွှင်လေးနဲ့တော့ဒါစီစီလုံးလုံးလေးကြည့်နေကြတယ်အခုဆိုရင်နောက်ပိုင်းဆိုရင်ကျွန်တော်ကြည့်လိုက်တဲ့ခါမျိုးကြရင်မိသားစုတွေကဆိုရင်ဒါသူကလည်းဖေးရလည်းဖုံးကြည့်နေတယ်သူ့လို့သူလုံနေတယ်ဖုံးကြည့်နေမေးရလည်းကျွန်တော် TikTok ကြည့်နေတယ်ခလေးရလည်းဂိမ်းတိုက်နေတယ်သူတို့မိသားစု3ယောက်စုံနေတယ်ဒါပေမဲ့ထိုင်နေတာတော့တနေရာထဲမှာပဲဒါပေမဲ့စကားမပြောပြကြတော့ဘူးမိသားစုတွေနှွေးထွေးမှုတွေညှော်နေလာတယ်ဒါကတော့ကျွန်တော်တို့အကုန်လုံးတော့မဆိုလို့ဘူးပေါ့နော်ဒါဒီလိုမျိုးအလွန်ကြုံသုံးတဲ့ဖုံးလွန်ကြုံသုံးတဲ့မိဘတွေကိုကျွန်တော်ဒါသတိပေးခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးကိုနေ့သက်သဘောကျတယ်ဆို like and subscribe လေးနဲ့အားပေးခဲ့ပါအောင်ခင်ဗျကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့မြတ်ပြည်တယောက်ချင်းစီတိုင်းပဲကျွန်တော်ဒီနေ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်နော်